ဘာကြီးအတစ်ကိုတင်လို့မရဘူးပြီးတော့install တင်လို့မရဘူးဆိုဘယ်လိုလုပ်မလဲဆိုတော့အရင်အခုတော့မှလို့တုံးလေးတဲ့mini alpha 4.5ကိုဖြတ်လိုက်ပဲဖြတ်ပြီးတော့ဒီ mini official mini my id official လေးကိုတွားမယ်တွားပြီးတော့ install ဆွဲမယ်ပေါ့download လုပ်မယ်To the sea for a getaway, car top down and we're driving just to feel young. Moving away to the sea, moving away, can't you see? download လုပ်မယ်download လုပ်ပြီးဒါကို install ဆွဲပဲအရေးပါရှိကိုinstall လုပ်ပဲဒီလောက်ပါရှိဆိုလောက်ပါရှိ install ဆွဲပဲ install တင်မယ်ပေါ့install တင်မယ်နော်တင်းမိရင်ဒီ mini အဖားလေးကိုဝင်မယ်အကောက်ဘယ်လိုဝင်မလို့ဒီမှာဒီလေလည်းရှိပဲ OTP လည်းရှိပဲပထမဆုံး OTP ဆိုရင်ပြီးဖုန်းလည်းပဲရရမယ်ပြီးတော့ OTP ချမယ်OTP ချပြီးတော့verify OTP လုပ်လိုက်ရင်မရဘူးဘာလို့မရလို့ဆိုပုံမတင်ထားလို့နော်ပုံမတင်ထားလို့ပုံတင်မယ်ဒီခါလေးကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့ပုံဖြစ်တင်ပါပေါ့နော်တင်ပြီးတော့ဒီ verify OTP ကိုလှည့်လိုက်ခမ်းမှပုံတင်ပြီးခမ်းမှ OTP လှည့်ပါအဲ့မှာနာမည်ကကျွန်တော်နာမည်ကိုရေးမယ်အားဆိုရင်mini app ဖက်စီကိုအသုံးပြုလို့ရသွားပြီပုံမလို့ချိန်မလို့တစ်ချစ်ဘလို့ချိန်မလို့ဆိုဒီစတေးလေးကိုသွားမယ်ပြီးတော့ capture image ရှိရ capture ဆောက်ရှိရ image ကတော့ဒီကြိုက်တဲ့အကိုတို့ဘာလို့ကြိုက်တဲ့ပုံလေးတွေကိုချိန်လို့ရတယ်မကြိုက်တဲ့ပုံလေးတွေကိုချိန်လို့ရတယ်ပြီးတော့ capture ဆောက်ဆိုတာတချစ်ရွေးပဲဆိုတော့ဒီ audio file လေးကတချစ်ကိုရေးမယ်တချစ်ရွေးပြီးတော့အမှန်ချင်းလေးချစ်မယ်အဲဆိုရင်အမှန်ချင်းလေးချစ်ပြီးသွားရင်တော့အမှဒီ okay လေးကိုသွားမယ်ပြန်ရလေးကြည့်ပဲเนาะကြော်ရိုက်ပြီးကြော်လိုက်ပဲသူ permission လေးပေးမယ်အဲ့မှာဒီမှာပုံနဲ့ချင်းပြီးသွားပြီတချစ်လည်း game လေးရောက်ရင်လည်းတချစ်သူ့ဘာသူပြောင်းသွားပါတချစ်သူတဲ့တချစ်တော့ရပါပြီကျေးဇူးပါကျွန်တော်Telegram channel လို့လည်းTelegram channel လို့လည်း like တွေ subscribe တွေ follow တွေတိုးအောင်လို့ follow တွေလုပ်ပေးကြပါအားလုံးပဲကျေးဇူးတင်ပါတယ်